တရားကောင်းစဉ်ကကောင်းကျိုးမျိုးစုံတရဏဂုံဘုန်းကြီးတို့တရဏဂုံဆိုတာကဗုဒ္ဓဘာသာတွေအတွက်အမတန်ကိုအရေးကြီးတဲ့တရားတော်ဖြစ်ပါတယ်။နောက်ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေရဲ့အခမ်းအနားတိုင်းမှာလည်းပဲတရဏဂုံဆိုတာမပါမဖြစ်ပါကိုပါရတယ်။ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့အတွက်လည်းပဲအရေးကြီးဆုံးကတဏ္ဍနဂုံတည်ဖို့ဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပဲတဏ္ဍနဂုံခံယူစောင့်တည်ကြတယ်။တဏ္ဍနဂုံတည်အောင်ကြိုးစားအထောက်ကြတယ်။တဏ္ဍနဂုံသီလတွေခံယူစောင့်တည်ကြတယ်ဆိုပြီးတော့မှဘုန်းကြီးတို့ဒီဗုဒ္ဓဘာသာဝင်တိုင်းဘာသာရေးအခမ်းအနားတိုင်းမှာလည်းပဲဒီတဏ္ဍနဂုံဟာမပါမဖြစ်အမတန်ကိုအရေးကြီးတဲ့အခမ်းကဏ္ဍမှာရှိပါတယ်။အဲ့တော့တဏ္ဍနဂုံဆိုတာကတရဏနဲ့ကမနပါဠိနှစ်ပုဒ်ကိုပါဠိပြည့်အနေနဲ့မြန်မာမှုပြုထားတာနော်တရဏနဲ့ကမနအဲ့ဒါကိုကမနကိုတော့မြန်မာမှုပြုလိုက်တဲ့အခါကျတော့ဂုံဆိုပြီးတော့ဖြစ်သွားအဲ့တော့မြန်မာလိုပြောတော့ဘယ်လိုဖြစ်သွားလဲတရဏဂုံဆိုပြီးတော့ဖြစ်သွားမူလပါဠိရဘယ်ကလာတယ်တရဏကမနအဲ့တော့ဘုန်းကြီးတို့တရဏဆိုတာကဘာကိုပြောတာလဲဆိုရင်ကိုးကွယ်ရာနော်တရဏဆိုတာဘာလဲကိုးကွယ်ရာကမနဆိုတာကစီကတ်တာနော်ကမနဆိုတာစီကတ်တာအဲ့တော့မြန်မာလိုဘုန်းကြီးတို့ချောအောင်ဘာသာပြန်တဲ့အခါကျတော့ကိုးကွယ်ရာဟူ၍ဘာလို့လဲစီကတ်တယ်နော်ကိုးကွယ်ရာဟူ၍စီကတ်တယ်ဒါကိုဘာလို့ခေါ်တယ်တရဏဂုံဆိုပြီးတော့မှခေါ်တယ်အဲ့တော့တရဏဂုံကအလုံးဘုန်းကြီးတို့တွေသိတယ်ဘယ်နှမျိုးလဲ၃မျိုးတရဏဂုံ၃မျိုးတရဏဂုံ၃ပါးဆိုပြီးတော့လည်းပဲမသုံးကြဘူးလားသုံးနေနော်ဘာတွေလဲဆိုတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဒါတရဏဂုံတစ်ပါးဒုတိယကဘာလဲဓမ္မံတရဏံကိစ္ဆာမိတတိယကသံဃံတရဏံကိစ္ဆာမိမြန်မာလူကြတော့ဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ကိစ္ဆာမိဘာဖြစ်လဲစိကတဲ့နော်မြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍စိကပါတယ်ဓမ္မန္တရဏံကိစ္ဆာမိတရားတော်ကိုကိုးကွယ်ရာဟူ၍စိကပါတယ်တန်ဃံတရဏံကိစ္ဆာမိတန်ဃာတော်ကိုကိုးကွယ်ရာဟူ၍စိကတဲ့နော်ရှင်းရှင်းလေးပဲဘုရားကိုကိုးကွယ်ရာဟူ၍စိကပါတယ်တရားတော်ကိုကိုးကွယ်ရာဟူ၍စိကပါတယ်တန်ဃာတော်ကိုကိုးကွယ်ရာဟူ၍စိကပါတယ်ဒါကိုပဲဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဒါကိုမှအရေးကြီးတဲ့အတွက်တကထပ်ပြီးတော့ကြော်တယ်နှစ်ကြိမ်မြောက်ဆိုပြီးတော့မှဒုတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိသုံးကြိမ်မြောက်ဆိုပြီးတော့ဘာဖြစ်လဲတတိယံပိဗုဒ္ဓံတရဏံကိစ္ဆာမိနော်အရေးကြီးတဲ့အရေးပါတဲ့ကိစ္စတွေမှာဘုန်းကြီးတို့တစ်ခေါက်တည်းနဲ့မဟုတ်တော့ပဲနဲ့နှစ်ခေါက်သုံးခေါက်ကြော်ရတာမရှိဘူးလားအဲ့ဒီသဘောမျိုးပဲနော်အဲ့တော့တဏ္ဍနဂုံကအရေးကြီးတဲ့အတွက်ရှေးဆရာတော်ကြီးတွေကရိုးရိုးတင်မဟုတ်ဘဲနဲ့ဒုတိယံပိနှစ်ကြိမ်မြောက်လဲကိုယ်ွယ်စိကပါတယ်ယရဏ၃ပါးတို့ခေါ်တဲ့ဘုရားတရားတန်ခါတတိယံပိ၃ကြိမ်မြောက်လဲပဲဘုရားတရားတန်ခါလို့ခေါ်တဲ့ယရဏ၃ပါးကိုကိုယ်ွယ်စိကပါတယ်ဒါအင်မတန်အရေးကြီးတာနော်အင်မတန်ကိုအရေးကြီးတာဘုန်းကြီးတို့ကနေတိုင်းကိုကသီလခံကိုစောင့်တည်တယ်အမြဲတမ်းလည်းပဲတဏ္ဍနဂုံကစိုးနေတော့တာမန်လို့ထင်သွားတာပေါ့လေနော်ဒါပေမဲ့အမတန်ကိုအ
အရေးကြီးတဲ့ကိုယ့်ရဲ့ကိုယ်ကိုယ်ရာအားထားရာတရားတော်ဖြစ်တာနော်ဒါကြောင့်မလို့ဘုန်းကြီးကဒီမိမိတို့အမြဲတမ်းရွတ်ဆိုနေတဲ့တရဏဂုံဘာသာရေးတာရေးနာရေးအခမ်းအနားပဲအခမ်းအနားပဲဖြစ်ဖြစ်အမြဲမပြတ်ပါနေတဲ့မပါမဖြစ်တရဏဂုံရဲ့ကောင်းကျိုးတွေကိုဘုန်းကြီးတို့တရားဓမ္မတွေဒီနေ့သိရှိပြီးတော့မှကိုယ်တန်တန်မှာတရဏဂုံအမြဲတမ်းတည်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းကျိုးမျိုးစုံတရဏဂုံဆိုပြီးတော့မှဘုန်းကြီးကဟောဖို့ရည်ရွယ်တာပါနော်ဘုန်းကြီးတို့တရားဓမ္မတွေကကိုကြေးရွာရဲ့အနေထားရတရားတွေအထောက်ဖို့တွေနော်တချို့လည်းပဲအခက်အခဲတွေရှိတဲ့အခါကျတော့ကိုလက်လန်းမိတဲ့ဘာသာရေးကျင့်စဉ်တစ်ခုကိုအမြဲတမ်းလိုက်နာကျင့်သုံးမယ်နော်အခုတရဏဂုံဆိုရင်ကိုယ်တန်တန်မှာတရဏဂုံ၃ပါးတော့တည်နေအောင်ဒီကြိုးစားအထောက်ထားမယ်ဆိုရင်ဘုန်းကြီးတို့ကောင်းကျိုးတွေမျိုးစုံကိုခံစားရရှိနိုင်တယ်အဲ့ဒီရည်ရွယ်ချက်နဲ့လည်းပဲဒါဘုန်းကြီးကဒီနေ့ဒီတရားကိုဟောပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့တရဏဂုံကဘယ်ကနေစတယ်လဲဒီလောက်ဗုဒ္ဓဘာသာတွေရဲ့အပေါ်မှာဗုဒ္ဓဘာသာလောကမှာအရေးပါတဲ့တရဏဂုံကဘယ်ကစတယ်လဲနော်ဘယ်လိုကြိုးတရားတွေရရှိတာလဲဘသူတွေကဥပမာအနေနဲ့ရရှိခဲ့တယ်လဲမိမိတို့ကတော့ဘယ်လိုမျိုးလိုက်နာကျင့်သုံးရင်ဒီအကျိုးတရားတွေကိုရရှိနိုင်တယ်လေနော်ဒါလေးလည်းပဲဘုန်းကြီးတို့ဒီနေ့ညနာကြရမှာဖြစ်ပါတယ်မြတ်စွာဘုရားဖြစ်တော်မူပြီးတော့ဘုန်းကြီးတို့ဒီပိဿဝဂီ၅ပါးနောက်ပိုင်းယတတထိတာစတဲ့ပုဂ္ဂိုလ်တွေယဟန္တာတွေဖြစ်ကြတယ်မြတ်စွာဘုရားဗာရာဏသီမှာတဝါဆိုပြီးတဲ့နောက်ပိုင်းဝါကျွတ်တော်ဒီဘက်ရာဇဂိုဘက်ဥရဝေလာတော်ဘက်ကိုပြန်ကြွလာတဲ့အခါနော်အဲ့ဒီမှာယဟန္တာ60မြတ်စွာဘုရားနဲ့အသီးသီးဒေသစာတွေကြွချီတဲ့အခါကျတော့အဲ့ဒီယဟန်တော်တွေနဲ့တွေ့တဲ့ပုဂ္ဂိုလ်တွေကယဟန်ဝတ်ချင်လာကြတာနော်ယဟန်ဝတ်ချင်လာတော့ခုနကယဟန်တော်တွေကမြတ်စွာဘုရားရှိတဲ့နေရာကိုခေါ်သွားပြီးတော့မှယဟန်ဝတ်ပေးရတယ်အဲ့တော့သာသနာရဲ့အစမှာဘုန်းကြီးတို့ရှင်သာမဏေယဟန်ဝတ်တဲ့အခါမှာအခုလိုမျိုးတိမ်ထဲဝင်ပြီးတော့မှညက်ကမဝါစာတွေနဲ့ယဟန်ခံတဲ့အနေထားအခြေအနေကိုမရောက်သေးဘူး။ဘာနဲ့ယဟန်ပြုပြီးလဲဆိုတော့မြတ်စွာဘုရားကဒီတရဏဂုံ၃ပါးကိုလိုက်ဆိုခိုင်းပြီးတော့မှယဟန်ပြုပြီးတာနော်။ကိုဘုန်းကြီးတို့တရားဓမ္မတွေကိုရင်ဝတ်လို့ရှိရင်တရဏဂုံပြီးသားရမယ်တရဏဂုံရွတ်ဆိုတတ်ရမယ်လို့မခံယူထားဘူးလားခံယူထားတယ်နော်။အဲ့တော့မြတ်စွာဘုရားလက်ထက်မှာသာသနာရဲ့အစပိုင်းမှာဒီတဏ္ဍဂုံ၃ပါးဟာကိုရင်ဖြစ်ဖို့လောက်တင်မဟုတ်ဘဲနဲ့ဘယ်အထိလဲဆိုတော့ယဟန်ဖြစ်တဲ့အထိကိုအရေးပါတယ်နော်ယဟန်ဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ကဝௌဒ္ဒံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအဲ့ဒီလိုရွတ်ဆိုလိုက်တာနဲ့ဘာဖြစ်သွားတာလဲယဟန်ဖြစ်သွားတာနော်နောက်ပိုင်းကြာမှဘုန်းကြီးတို့အခုဒီညက်တစ်ချိန်ကမဝါစာ၃ချိန်နဲ့တိမ်နဲ့ဝင်ပြီးတော့မှကမဝါစာဖတ်ပြီးတော့မှယဟန်ဖြစ်ရသာသနာရဲ့အစပိုင်းမှာယဟန်တော်တွေကဘာနဲ့ယဟန်ဖြစ်တာလဲတရဏဂုံ၃ပါးနဲ့ယဟန်ဖြစ်တာနော်အခုရှင်သာမဏေတွေကတော့ဘုန်းကြီးတို့တရဏဂုံ၃ပါးနဲ့ရှင်ဖြစ်တယ်နော်အခုလည်းပဲရှင်သာမဏေဝိလို့ရှိရင်အရေးကြီးဆုံးကပါလဲတရဏဂုံပိပိသတာရွတ်ဆိုပေးဖို့ဆရာသမားကဆရာဘုန်းကြီးကလည်းရွတ်ဆိုပေးရတယ်ကိုရဝင်းမဲမောင်ရင်လောင်းကလည်းပဲတဏ္ဍဂုံ၃ပါးပိပိသတာရွတ်ဆိုလိုက်ရင်ဒီတဏ္ဍဂုံ၃ပါးရွတ်ဆိုပြီးတာနဲ့အဲ့ဒီမောင်ရင်လောင်းဟာဘာဖြစ်သွားတာလဲကိုရင်ဖြစ်သွားတာ
နော်ဒီဘက်ကသင်္ကန်းတွေပါတွေတောင်းဝေးလိုက်လို့ရှင်ကိုရင်ဖြစ်သွားတယ်အဲ့ဒီနောက်မှာဘုန်းကြီးတို့ဆရာဖြစ်တဲ့ဘုန်းကြီးက10ပါးသီလပေးတာတွေပါတွေဆောင်ရွက်ပေးတာနော်ကိုရင်ဖြစ်တာဒီဘာနဲ့ဖြစ်တာလဲတဏ္ဍနဂုံ3ပါးနဲ့ပဲကိုရင်ဖြစ်တယ်သာသနာရဲ့အစမှာလည်းပဲတဏ္ဍနဂုံ3ပါးနဲ့ပဲယဟန်ဖြစ်တာဟုတ်ပြီနော်အဲ့တော့ဒီလောက်အရေးပါတဲ့နော်တဏ္ဍနဂုံဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ဖို့ဆိုရင်လည်းဘုန်းကြီးတို့တရားဓမ္မတွေကြားဘူးတဲ့တဏ္ဍနဂုံစောက်တည်ရတယ်နော်တဏ္ဍနဂုံ3ပါးစောက်တည်လိုက်တဲ့ရွတ်ဆိုလိုက်တဲ့ဆိုရင်ဒါဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်သွားပြီလို့အဲ့ဒီလိုမျိုးလဲပဲခံယူထားကြတယ်ဒါကြောင့်မလို့တခြားဘာသာတွေကဗုဒ္ဓဘာသာခံယူမယ်ဆိုရင်လည်းပဲဒီတဏ္ဍနဂုံ3ပါးပဲရွတ်ဆိုပြီးရတယ်ဖရာတရားတန်ခါယတနာ3ပါးကိုကိုယ်ွယ်စိကပ်ပါတယ်ဆိုပြီးတော့မှဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုပြီးတော့မှရှိကနေပြီးတော့မှတိုင်ပြီးလိုက်လို့ရှိရင်ဒီပုဂ္ဂိုလ်ကဒါဗုဒ္ဓဘာသာဖြစ်သွားပြီလို့အဲ့ဒီလိုမျိုးသတ်မှတ်တာနော်အဲ့တော့မြန်မာတွေရဲ့ဘုန်းကြီးတို့ဘာသာရေးခန္ဓာတွေမှာလည်းပဲတဏ္ဍနဂုံသီလခံယူစောင့်တည်တယ်ဆိုတာအမြဲတမ်းမပါဘူးလားပါတယ်နောက်ဆုံးပြောမယ်ဆိုရင်နာယီမှာတော့မှနော်တရဏဂုံဘာလုပ်ကြလဲသေဆုံးပြီးတဲ့အခါမှာလေတရဏဂုံတင်တယ်ဆိုပြီးတော့မှအရေးတကြီးမလုပ်ကြဘူးလားလုပ်တယ်နော်တရဏဂုံတင်တယ်ဆိုတာလည်းပဲဘုန်းကြီးပြောနေကြအတိုင်းပါပဲတကယ်ကတော့ပွေလွန်သွားတဲ့ပုဂ္ဂိုလ်ကိုတရဏဂုံတင်ပေးတာမဟုတ်ဘူးကျန်ရင်ခဲ့တဲ့မိသားစုတွေပွေလွန်သွားတဲ့ကိုမိသားစုဝင်ကြောင့်ပူဆွေးတော့ကရောက်တဲ့အခါမှာဖရာတရားတန်ခါယရဏ3ပါးကိုမိမာဆိုလို့နော်တောကတွေပရိဒေဝတွေကြောင့်မိမာဆိုလို့ဘုန်းကြီးတွေကတရဏဂုံတင်ပေးတာဘ누구ကိုတင်တာလဲကြံခဲ့တဲ့မိသားစုတွေကိုတင်ပေးတာနော်ဒါပေမဲ့နောက်ပိုင်းကျတော့နားလည်မှုလွဲသွားတာပေါ့နော်အဲ့တော့ဒီလိုမျိုးနာယီအခမ်းအနားမှာတော့မှနော်အရေးတကြီးအနေနဲ့တရဏဂုံဘာလုပ်ပေးတာလဲတင်ပေးတယ်တဏ္ဍနဂုံတီအောင်ဆောင်ရွက်ကြတယ်ဘာသာရေးခန္ဓာတွေမှာလည်းပဲတဏ္ဍနဂုံတီလခံယူစောင့်တည်ကြတယ်ဆိုတော့ဒီတဏ္ဍနဂုံဟာအင်မတန်ကိုဗုဒ္ဓဘာသာဝင်တွေတွေ့တာဘုန်းကြီးတို့အရေးကြီးတဲ့အရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်မြတ်စွာဘုရားဖြစ်ပြီးတဲ့နောက်မှာနော်မြမသမိုင်းတွေအရာဆိုရင်တော့ဘယ်သူနဲ့ဘယ်သူလဲသဖုဒ္ဒနဲ့ဗန္လိကမြတ်စွာဘုရားနဲ့တွေ့တယ်အဲ့ဒီမှာသူတို့အစာဆုံးတဏ္ဍနဂုံစောက်တည်တဲ့ပုဂ္ဂိုလ်တွေအဖြစ်မှတ်တမ်းဝင်တယ်နော်သူတို့တဏ္ဍနဂုံစောက်တည်တာကတော့3ပါးမဟုတ်သေးဘူးအဲ့ဒီချိန်မှာဖះကတော့ပွင့်တယ်နော်တရားတော်ကလည်းပဲရှိတယ်တန်ဃာတွေမရှိသေးဘူးနော်ဘုန်းကြီးတို့မြန်မာတွေရဲ့အမျိုးတွေဘယ်သူနဲ့ဘယ်သူလဲသဖုဒ္ဒနဲ့ဗန္လိကနော်သူတို့မြတ်စွာဘုရားနဲ့တွေ့တော့သူတို့ကဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုပြီးတော့မြတ်စွာဘုရားရှိမှာတဏ္ဍနဂုံဘယ်နှပါလဲ2ပါးခံယူစောင့်တည်တယ်ဒါကိုပါဠိလိုတော့ဒွေဝါစိကတရဏဂုံဆိုပြီးတော့မှသုံးတယ်နော်တဏ္ဍနဂုံ2ပါးခံယူစောင့်တည်တယ်ယဟန်တော်တွေမရှိသေးတဲ့အတွက်တန်ခံတရဏံကိစ္ဆာမိတော့သူတို့ကခံယူစောင့်တည်တာမရှိဒါကြောင့်မလို့မှတ်တမ်းတွေမှာအစောဆုံးတရဏဂုံခံယူတဲ့ပုံကိုယ်တွေကမြန်မာနိုင်ငံသားတွေဖြစ်တယ်နော်ဟုတ်ပြီဘုန်းကြီးတို့ဒီတရဏဂုံအကျိုးတရားတွေဘလို့ပုံကိုယ်တွေကနော်ဘလို့မျိုးခံယူစောင့်တည်ပြီးတော့မှအကျိုးတရားတွေရရှိခဲ့တယ်လေဆိုတော့ဘုန်းကြီးတို့ခုတ္တကနိကေအပါရံပါဠိတော်မှာတရဏဂမနိယမထေဆိုတဲ့အကြောင်းပါတယ်ဒီတရဏဂမနိယမထေကမြတ်စွာဘုရားလက်ထက်မှာတော့ယဟန္တာဖြစ်တာနော်ဒီတရဏဂုံကြောင့်ပဲခုနှစ်သားအရွယ်မှာယဟန်တော်တစ်ပါးနဲ့တွေ့ပြီးတော့မှတရဏဂုံ3ပါးခံယူစောင့်တည်ပြီးတော့သူကြင်ကြံအထုတ်တဲ့အခါမှာဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတယ်နော်ဒါဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်မှာဒါပေမဲ့ဒီယဟန္တာဖြစ်သွားတဲ့တဏ္ဍနဂုံတည်နေတဲ့နော်တဏ္ဍနဂုံကိုအမြဲတမ်းခံယူစောင့်တည်တဲ့တရဏဂမနိယမထေရဲ့အတိတ်အကြောင်းကိုပြန်ပြီးတော့မှကြည့်ရမယ်
လက်ရှိဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်မှာတော့သူက9နှစ်သားနဲ့တဏ္ဍနဂုံတည်ပြီးတော့မှဘာဖြစ်သွားတာလဲယဟန္တာဖြစ်သွားတာเนาะအဲ့တော့9နှစ်နဲ့တဏ္ဍနဂုံရွတ်ဆိုပြီးတော့မှเนาะဘုန်းကြီးတို့ယဟန္တာဖြစ်တယ်ဆိုတော့ဒါလွယ်ပါမလားမလွယ်ဘူးเนาะဒီတဏ္ဍနဂုံမှာဘုန်းကြီးတို့အမတန်ကိုစွန့်ရည်တတိတွေရှိနေတယ်ဆိုတာကိုတတိထားရမှာเนาะအဲ့တော့ယဟန္တာမပြောပါနဲ့ဘုန်းကြီးတို့အပါဝင်အခုအလုံးသောတာပန်အရိယာရဲ့เนาะအရိယာရှစ်အုပ်စုမှာဘုန်းကြီးတို့အရိယာပုဂ္ဂိုလ်ရှစ်ယောက်လို့ဘာလို့လဲသုံးတာပေါ့เนาะအဲ့ရှစ်အုပ်စုမှာအနေဆုံးဖြစ်တဲ့သောတာပန်သောတာပတိမဂ္ဂတံလို့ခေါ်တဲ့เนาะသောတာပန်ဒီဖြစ်ဖို့တော့မှလွယ်ပါမလားမလွယ်ဘူးเนาะဒါပေမဲ့ဒီတရဏဂမနိယမထေကဘယ်ရွယ်မှာလဲ9နှစ်သားเนาะကိုယ့်ရဲ့သားမြည်လောက်ပဲရှိတဲ့အရွယ်လေးမှာမဖြစ်သွားတာလေယဟန္တာဖြစ်တာဘာကြောင့်ဖြစ်တာလဲတရဏဂုံကြောင့်ဖြစ်တာเนาะအဲ့တော့ဒီလိုမျိုးထူးခြားယဟန္တာဖြစ်သွားတယ်ဒါတရဏဂမနိယမထေเนาะအဲ့တော့ဒီတရဏဂမနိယမထေကဘုန်းကြီးတို့ဒီအပါရံပါဠိတော်ဆိုတာကသူ့ရဲ့ရတဲ့အကျိုးတွေကိုဒီယဟန္တာမထေတွေကပြန်ပြီးတော့မှဟောပြောပေးတာကိုပိဋကတ်စာပေမှာမှတ်တမ်းတင်ထားတာအဲ့တော့ဒီမထေကသူတရဏဂုံစောက်တည်ခဲ့တဲ့အတွက်เนาะလွန်ခဲ့တဲ့ကဘာသိန်းအထက်မှာတရဏဂုံစောက်တည်ခဲ့တဲ့အတွက်ဘလို့အကျိုးတရားတွေရရှိတယ်ဆိုတာကိုတခြားယဟန်တော်တွေနဲ့တရားဓမ္မတွေကိုပြန်ပြောထားတာเนาะအဲ့ဒီမှာအဓိကအကျိုး8မျိုးကိုပြောတယ်ဒီလိုမျိုးတဏ္ဍဂုံသူခံယူစောက်တည်ခဲ့တဲ့အတွက်တဲ့ကဘာသိန်းကာလပတ်လုံးနံပါတ်1သူများတွေရဲ့ပူဇော်မှုကိုအမြဲတမ်းခံယူရတယ်เนาะဒါဘုန်းကြီးတို့တဏ္ဍဂုံတည်တဲ့အကျိုးတရားနံပါတ်1ကပါလေပူဇော်မှုကိုခံယူရတယ်နံပါတ်2ကကြတော့ဉာဏ်ထက်မြက်တယ်ဖြစ်လျာဘဝတိုင်းမှာဘာဖြစ်လဲသူကဉာဏ်ထက်မြက်တယ်เนาะဒါကြောင့်မလို့လဲဘုန်းကြီးတို့တဏ္ဍဂုံတည်ပြီးတော့သူဘာဖြစ်သွားတာလဲယဟန္တာဖြစ်သွားတာနံပါတ်3ကကြတော့နတ်တွေကစောင့်ရှောက်တယ်မှတ်ထားအောင်နော်နံပါတ်3ကပါလေနတ်တွေကစောင့်ရှောက်တယ်နံပါတ်4ကကြတော့ဖြစ်လျာဘဝတိုင်းမှာစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံနေမကောင်းလားကောင်းတယ်နော်ကောင်းတာတွေပဲဒါပေမဲ့ကောင်းတာလုံးမှာပဲကောင်းတာရမှာပေါ့ဘယ်နှမျိုးရှိသွားပြီလဲနံပါတ်1ကပါလေဥဇော်မှုခံယူရတယ်နံပါတ်2ကဉာဏ်ပညာထက်မြက်တယ်နံပါတ်3ကနတ်တွေစောင့်ရှောက်တယ်နံပါတ်4ကစီးစိမ်ဥစ္စာတွေပြည့်စုံတယ်မှတ်မိအောင်ဘုန်းကြီးက10မျိုးကိုနော်နှစ်အုပ်စုခွဲပြောတယ်နံပါတ်5ကကြတော့စာပေအရဆိုရင်တော့သူ့ဝဏ္ဏဆိုတော့ရွှေအစင်းလို့တဲ့လှပတင့်တယ်တဲ့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်လျာဘဝတိုင်းမှာရွှေအစင်းလို့လှပတင့်တယ်ပြောမယ်ဆိုရင်တော့ဘုန်းကြီးတို့ရုပ်ရည်ရူပကာယအမျိုးသမီးဆိုရင်လှပတယ်အမျိုးသားတွေဆိုရင်ဘာဖြစ်လဲတင့်တယ်တယ်ပေါ့နော်တင့်တယ်ခံညာတယ်ဖြစ်လျာဘဝတိုင်းမှာနော်နောက်ဘုန်းကြီးတို့နံပါတ်6ကကြတော့လူတိုင်းကသူ့ကိုချစ်ခင်တယ်နော်ဒါလည်းအရေးမကြီးဘူးလားအရေးကြီးတယ်လူတိုင်းကချစ်ခင်တယ်နံပါတ်9ကကြတော့သူ့မှာမိတ်ပြတ်တယ်ဆိုတာမရှိဘူးနော်ဘုန်းကြီးတို့တရားမာတွေကိုမိသားစုချင်းတော်မှာနော်စကားများတယ်ခဏခဏမဖြစ်ဘူးလားဖြစ်တယ်နော်အဲ့တော့သူ့မှာမိတ်ပြတ်တာမရှိဘူးနောက်ဆုံးနံပါတ်10ကကြတော့ထင်ဖြစ်လျာဘဝတိုင်းမှာသူကထင်ရှားကြော်စောတယ်ပြောမယ်ဆိုရင်တော့ထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်နှမျိုးလဲ10မျိုးနံပါတ်1ဖြစ်လျာဘဝတိုင်းမှာအပူဇော်ခံရတယ်ဉာဏ်ထက်မြက်တယ်နတ်တွေစောင့်ရှောက်တယ်စီစဉ်ဥစ္စာတွေနဲ့ပြည့်စုံတယ်နော်လှပရုပ်ရည်ရူပကာယလှပတင့်တယ်လူတိုင်းကချစ်တယ်မိတ်ပြတ်တယ်ဆိုတာမရှိဘူးထင်ရှားကြော်စောတယ်ဘယ်နှမျိုးလဲ10မျိုးနော်ဒါကြောင့်မလို့ဘုန်းကြီးကကောင်းကျိုးမျိုးစုံဘာဖြစ်လဲတရဏဂုံ
နော်ဒီရှင်မျိုးနဲ့ဆိုမြဲတော်တော်ကြီးကိုကောင်းကျိုးอ่ะဘာဖြစ်လဲစုံမနေဘူးလားစုံနေပြီနော်နက်ကလည်းဆောင်းလျှောက်တယ်ပတ်စံလည်းရှိမယ်ရုပ်ကလည်းချောတယ်နော်မုန်းတဲ့လူလည်းမရှိဘူးဆိုတော့ပြီးပြီပေါ့ဟုတ်တယ်မဟုတ်လားနော်ဒါကြောင့်မလို့ကောင်းကျိုးမျိုးစုံတရဏဂုံဒါတရဏဂမနိယမထေကသူကဘာတသိန်းကာလပတ်လုံးမှာရရှိခဲ့တဲ့အကျိုးတရားတွေကိုပြန်ပြောပြနော်ဒီရှင်မျိုးတော်မှာသူဟာရရှိခဲ့ပါတယ်တဏ္ဍဂုံစောက်တီယုံနဲ့နော်အဲ့လောက်ထိအကျိုးတရားကိုရနော်အဲ့ဒီမှာဘုန်းကြီးတို့တရဏဥပါဒကဆိုတာလေတယောက်ရှိသေးတယ်နော်သူကတော့အယက်သမားနော်ဘုန်းကြီးကဒီမှာအယက်သမားအားပေးတော့ဖြစ်အောင်မယ်အဲ့ဒီပုဂ္ဂိုလ်ကနေတိုင်းအယက်တောက်တာနော်နေတိုင်းအယက်တော့ဒါပေမဲ့သူကတဏ္ဍဂုံတော့မပြတ်ဘူးတည်တယ်နေတိုင်းရက်တောက်တယ်မြတ်စွာဘုရားနဲ့လည်းပဲအမျိုးတော်တယ်ဘုရားလည်းဘလို့မှတရားဟောလို့မရဘူးအမျိုးတော်ပြင်မဲ့နော်နေတိုင်းရက်တောက်တယ်ပြောမှဆိုတော့အရက်ဆွဲတဲ့ပုံကိုပေါ့ဒါပေမဲ့သူကဘုရားတရားတန်ခါလို့ခေါ်တဲ့ယရဏသုံးပါတော့မမေ့ဘူးနေတိုင်းဘာဖြစ်လဲတဏ္ဍဂုံစောက်တည်တယ်ပြောမှဆိုရင်တော့ဘုန်းကြီးတို့တဏ္ဍဂုံမပြတ်ဘူးပေါ့နော်အရက်လည်းမပြတ်ဘူးတဏ္ဍဂုံလည်းမပြတ်ဘူးနော်အဲ့ဒါနဲ့သူကတနေ့ကြတော့သေတော့သူ့ရဲ့အမျိုးတွေကမြတ်စွာဘုရားသွားမိတယ်မြတ်စွာဘုရားဒါတော့အရက်တောက်တဲ့နော်ဒီလူပဲရောက်သွားလဲဆိုတော့ဟာသူကတောက်နေတာနတ်ပြည်ရောက်သွားပြီနော်အရက်တောက်ရင်ပဲရောက်သွားတာလေနတ်ပြည်ရောက်သွားတာလူတွေကမယုံနော်ဒါတော့အရက်တောက်တဲ့သူဘာလို့နတ်ပြည်ရောက်တာလဲဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးသူနောက်ဆုံးသေကနီးမှာအဲ့ဒီတဏ္ဍဂုံစောက်တည်ရင်းနဲ့သောတာပန်ဖြစ်သွားတယ်တဲ့နော်သောတာပန်ဖြစ်ပြီးတော့မှဘယ်ရောက်သွားလဲနတ်ပြည်ရောက်သွားတယ်ဘုန်းကြီးတို့သောတာပန်ဖြစ်တယ်ဆိုရင်အပယ်လေးပုံသူကမကြတော့ဘူးလीနော်အပယ်ပိတ်သွားတာပေါ့သူအရက်တောက်ပေမဲ့လည်းပဲအပယ်မရောက်တော့ပဲနဲ့ဘယ်ရောက်သွားလဲနတ်ပြည်ရောက်သွားတယ်အဲ့လိုအရက်လည်းမပြတ်နဲ့တဏ္ဍဂုံလည်းမပြတ်နဲ့နော်ဘုန်းကြီးကအဲ့လိုမှားမလို့ဖြစ်တယ်ဘာပဲဖြစ်ဒီမှာလည်းပဲတောက်တဲ့သူတွေရှိတယ်ဒါပေမဲ့ဖရာတရားမမိနဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့အထိုက်လျောက်ဘဝအမခံချက်တွေရှိသေးတယ်ဒါကတစ်ခုနောက်တစ်ခုဘုန်းကြီးတို့ဒီဟိုမှတ်တမ်းစာအုပ်တွေထဲမှာဓမိလဆိုတဲ့နော်အမျိုးသားကြီးတယောက်ရှိတယ်ဘုန်းကြီးကတော့ကိုရွာနဲ့နီးစပ်တဲ့နော်အဖြစ်ပြက်တွေပေါ့ဓမိလတန်ငါတယ်သူကအမြဲတမ်းနှစ်ပေါင်း90အထိတန်ငါလုပ်ခဲ့တန်ငါဆိုတော့ဘုန်းကြီးတို့တက္ကမတွေသိပါတယ်နော်တန်ငါလုပ်တယ်အဲ့တော့သူတေဂာနိကာလယောဂလေးလည်းနှိပ်စက်တော့သေတော့မယ်ဆိုတော့အဲ့ဒီဓမ္မိလတန်ငါတဲ့ရဲ့အိမ်နဲ့မနီမဝေးလေးမှာဘုန်းကြီးတို့ယဟန်တော်တစ်ပါးတည်င်းသုံးတယ်အဲ့ဒီယဟန်တော်ကဒီဓမ္မိလတကာကြီးဆုံးတော့မယ်လို့သူကသိတဲ့အခါကျတော့တကာကြီးရှိလာတယ်နောက်တော့တကာကြီးကလည်းပဲဟိုမှာယဟန်တော်ကြွလာတယ်နော်ငါဒီရွာမှာတန်ငါတယ်လှုပ်ပြီးတော့မှနှစ်ပေါင်း90လောက်နေလာခဲ့တာတခါမှဒီယဟန်တော်ကိုစွန်လည်းမလောင်းဘူးလှူလည်းမလှူဘူးနော်လာပြီးတော့အလှခံတာလားမသိဘူးဆိုပြီးတော့သူ့အမျိုးသမီးကိုအရှင်မယားကတော်စွမ်းပါလို့ပြောခိုင်းလိုက်တယ်အဲ့တော့အမျိုးသမီးကလည်းပဲအဲ့ဒီယဟန်တော်ကိုတပည့်တော်တခါကြီးလဲကျမ်းမာရေးမကောင်းတဲ့အတွက်အရှင်မယားလှူစရာမရှိပါဘူးပြောမယ်ဆိုတော့ပြန်ကြွပါပေါ့နော်အဲ့တော့ယဟန်တော်ကအလှခံဖို့လာတာမဟုတ်ဘူးတခါကြီးရဲ့ကျမ်းမာရေးကိုလာကြည့်တာဆိုပြီးတော့မှပြောတော့အဲ့ဒါအိမ်ထဲဝင်ခံတယ်တခါကြီးကိုတွေ့တော့သူကလည်းပဲယောဂါကတော်တော်လေးခံစားရပြီပြောမယ်ဆိုရင်တော့ဘုန်းကြီးတို့တကယ်ကိုနော်တေဂာနိကာလဖြစ်နေပြီပေါ့အဲ့တော့သူကတခါကြီးတဏ္ဍဂုံသုံးပါလိုက်ဆိုနော်တဏ္ဍဂုံတီလစောက်တရားစကားမှတ်မယ်နော်တဏ္ဍဂုံရဲ့ဗာလဲတီလနော်တဏ္ဍဂုံတီလစောက်တရားအောင်ဆိုပြီးတော့မှယဟန်တော်ကပြောတော့သူလည်းပဲယောဂဝေဒနာတွေခံစားနေရတယ်နှစ်90လုံးလုံးတန်ငါတဲ့လှုပ်လာတော့ဘာပဲဖြစ်ဖြစ်တေဂာနိကာလဆိုတော့အာကိုရနော်ကောက်ရုပ်တမြင်အနေနဲ့ကဲအရှင်များဆိုတပည့်တော်လိုက်ဆိုမယ်ဆိုပြီးတော့မှအဲ့ဒါရှေ့ရယဟန်တော်ကဗုဒ္ဓံတရဏံကိစ္ဆာမိသူကလည်းပဲဗုဒ္ဓံတရဏံကိစ္ဆာမိကြိုးစားပြီးတော့မှလိုက်ဆိုတယ်
ဓမ္မန္တရဏံကိစ္ဆာမိလိုက်ဆိုတယ်တန်ခါတရဏံကိစ္ဆာမိလဲဆိုပြီးရောတီလာယူတဲ့နော်အစဉ်အဟံပန်းတွေအထိမရောက်ဘဲနဲ့အဲ့ဒီတခါကြီးဘာဖြစ်သွားလဲစိုးသွားတာနော်တရဏဂုံတီလာမှာဘာပဲသူခံယူစောက်တည်သွားတယ်တရဏဂုံပဲစောက်တည်သွားတာနော်ဘုန်းကြီးတို့တီလာစောက်တည်တဲ့အဆင့်ကိုရောက်လာမရောက်ဘူးဒါပေမဲ့အဲ့ဒီဓမ္မိလတန်ဃာတွေကဘယ်ရောက်သွားလဲဆိုတော့စတုမာရဲ့နတ်ပြည်ရောက်သွားတယ်နော်သူကနတ်ပြည်ရောက်သွားတော့သူ့ရဲ့အတိတ်ကိုပြန်ပြီးတော့ကြည့်ငါဘာဖြစ်လို့ဒီစတုမာရဲ့နတ်ပြည်ကိုရောက်တာလဲလို့ပြန်ကြည့်တော့သူကတဏ္ဍနဂုံစောက်တည်ခဲ့တယ်စောက်တည်ခဲ့တော့ဒီယဟန်တော်လာပြီးတော့မှတဏ္ဍနဂုံစောက်တည်ပြီးတဲ့အတွက်ငါစတုမာရဲ့နတ်ပြည်ရောက်တယ်ဆိုပြီးတော့မှအဲ့ဒီယဟန်တော်ကိုသူကဝမ်းသာအားရနဲ့သွားပြီးတော့မှရှောက်တယ်အရှင်ဘုရားရဲ့ကျေးဇူးကြောင့်တပည့်တော်နော်နှစ်ပေါင်း90တန်ဃာတွေလုတ်ခဲ့ပြီးမဲ့တေဂာနိကာလမှာတဏ္ဍကုံစောက်တည်ခဲ့ရတဲ့အတွက်တပည့်တော်စတုမာတဲ့နတ်ပြည်ရောက်သွားတယ်တကယ်လို့များလဲတပည့်တော်ကအဟံပန်းဒီအထီပေါ့နော်တီလ၅ပါးတီလလောက်တာခံယူစောက်တည်ခဲ့ရမယ်ဆိုရင်တာဝဏိတာလောက်တော့ရောက်သွားနိုင်တယ်နော်အဲ့တော့ဒါကြောင့်မလို့ဘုန်းကြီးတို့ဒီမှာရှိလူကြီးတွေကတဏ္ဍကုံတီလခံယူစောက်တည်ရအောင်ဆိုသူတို့တွေမပြောဘူးလားပြောတယ်တဏ္ဍကုံတစ်မျိုးတွေမဟုတ်ဘူးနောက်ကပါလဲတီလာအဲ့ဒါတဏ္ဍကုံတစ်မျိုးပဲဆိုရင်စတုမာရိလောက်ပဲရောက်မှာနော်နောက်က၅ပါးတီလာပါတော့တာဝဏိနာအထိတောင်ရောက်နိုင်တယ်ဒါလေးဒါဘုန်းကြီးတို့တက္ကရာမတွေကသတိထားဖို့ပေါ့နော်ကိုလည်းပဲဒီမှာဘဝယတ္တိရေးအရာလောက်ကြကင်ကြတဲ့အခါမှာတဏ္ဍကုံမမေ့ဘူးနော်မမေ့ပဲနဲ့ကိုကအမြဲတမ်းကိုယ်တန်တန်မှာတဏ္ဍကုံတီးနေအောင်ကြိုးစားထုတ်ထားရင်ဒီဓမ္မိလတန်ဃာတွေတော်မှာတေဂာနိကာလမှာတော်တေဂာနိကာလလေးမှာပဲတဏ္ဍကုံစောက်တည်သွားတာတော့မှဘုန်းကြီးတို့ပဲရောက်သွားလေကောင်းတယ်နတ်ပြည်ရောက်သွားတယ်နော်အဲ့တော့ကံတရားတွေနဲ့ပတ်သက်ပြီးတော့မှဘုန်းကြီးတို့အဘိဓမ္မာမှာမြတ်စွာဘုရားကကံ၄မျိုးခွဲပြီးတော့ဟောပေးတာရှိတယ်နံပါတ်1ကကရုကကံနော်နံပါတ်2ကကျတော့သူအာတနကံနံပါတ်3ကအစိဏကံနဲ့နံပါတ်4ကကျတော့ကတ္တကံနော်ဒါကတော့ပါဠိလိုပေါ့ကရုကကံဆိုတာကသူကြီးလေးတဲ့ကံနော်ကုသိုလ်ဘက်မှာဆိုရင်ဘယ်လိုကံမျိုးလဲဆိုတော့ဘုန်းကြီးတို့တွေဇန်နေမတ်တွေဖို့တွေရအဲ့ဒီပုဂ္ဂိုလ်ကဇန်ရတဲ့ပုဂ္ဂိုလ်ကဒီဘဝဆုံးရင်သေရင်စုတည်ရင်နောက်ဘဝမှာအဲ့ဒီဇန်ကြောင့်ဗြဟ္မာကိုတန်းဖြစ်တယ်ဒါကုသိုလ်ဘက်ကကြီးမားတဲ့ကြီးလေးတဲ့ကံเนาะဒီပုဂ္ဂိုလ်ကလက်ရှိပြစ္ဆုတ်ပံဘဝမှာသောတာပန်အရိယာဖြစ်ထားရင်နောက်ဘဝမှာအပယ်မကြတော့ဘူးကောင်းတဲ့နတ်ဘုံတွေဗြဟ္မာဘုံတွေကိုတန်းပြီးတော့မှရောက်တယ်အဲ့တော့ကရုကကံရဲ့အကုသိုလ်ဘက်မှာကြတော့ဘယ်အကုသိုလ်ကံတွေကကရုကကံလို့ခေါ်တဲ့ကြီးလေးတဲ့ကံအမျိုးအစားလဲပါလဲဆိုရင်ဘုန်းကြီးတို့တရားမှတွေအလုံးကြားဘူးတယ်ပင်စာမိတို့ရဲ့အိမ်မှာနော်မနဲ့ညနေ့စဉ်လုပ်တဲ့ကုသိုလ်မဟုတ်ဘူးလားဟုတ်တယ်အဲ့ဒါကိုဘာကုသိုလ်လို့ခေါ်တာလဲအာစိဏကံကုသိုလ်နေ့စဉ်မပြတ်ပြုလုပ်တဲ့ကုသိုလ်ဒီအာစိဏကံကုသိုလ်ကြတော့အမြဲတမ်းပြုလုပ်တာဖြစ်တဲ့အတွက်ဒီအာစိဏကံကုသိုလ်များလေဖြစ်လျာဘဝတိုင်းမှာပုံမှန်အကျိုးပေးတာနော်ပုံမှန်အကျိုးပေးတယ်ကောင်းတာလုပ်ရင်လည်းကောင်းတဲ့အကျိုးတွေပေးနေတယ်မကောင်းတာလုပ်ရင်လည်းမကောင်းတဲ့အကျိုးအကိုပေးနေမှာပဲเนาะဒါကိုအစိဏကံဆိုပြီးတော့ခေါ်တယ်။နောက်ဘုန်းကြီးတို့နံပါတ်4ကကြတော့ကတ္တကံဆိုတာကသူကတတိမထားမိပဲနဲ့အမှုအမှန်ပဲပြုလုပ်မိတဲ့ကံမျိုးတွေတချို့ကုသိုလ်တွေဘုန်းကြီးတို့တရားမတွေတတိမထားမိမဲ့နဲ့လုပ်မိတာရှိမယ်။တချို့အကုသိုလ်တွေလည်းပဲစိတ်မပါပေမဲ့လုပ်မိတာတွေမရှိဘူးလားရှိတယ်เนาะအဲ့ဒီလိုမျိုးကံမျိုးကြတော့ကတ္တကံခုနကဂရုကံလည်းအကျိုးမပေးဘူးပေးစရာမရှိဘူးအတနကံအစိဏကံကလည်းပဲအကျိုးပေးစရာမရှိဘူးဆိုမှနောက်အောင်မှသူကနောက်ဆုံးကြမှာဒီကတ္တကံကအကျိုးပေးတာเนาะအဲ့တော့ဒီဓမ္မိလတန်ဃာတွေတို့ဟာဒီအတနကံအကျိုးပေးကြောင့်ဘုန်းကြီးတို့တွေတဏ္ဍကုံခံယူစောက်တည်တာနဲ့နောက်ဘဝမှာဖြစ်သွားတာလေကောင်းတဲ့ဘုံကိုရောက်သွားတာနော်အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ကဒီလိုမျိုးယရဏသုံးပါးကိုနော်
ကိုယ်ွယ်စိကပ်ပါတယ်ဆိုပြီးတော့မှနေ့စဉ်ဆိုနေပြီမဲ့ဗုဒ္ဓဘာသာဝင်တွေမှာပြဿနာကဘာလဲဆိုတော့နတ်ဒီဘူတော်ဒီဒါဒီလည်းပဲဘုန်းကြီးတို့တရားဓမ္မတွေရှ िख ိုးတာကိုယ်ွယ်တာပူဇော်တာနော်ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုဒီလေထုံးစံအရာကိုယ်နိုင်ငံမှာလည်းမလုပ်ကြဘူးလားလုပ်ကြတယ်ဒါဆိုလို့ရှိရင်တဏ္ဍကုံမာကနော်မြတ်စွာဘုရားကိုကိုယ်ွယ်စိကပ်ပါတယ်တရားတော်ကိုကိုယ်ွယ်စိကပ်ပါတယ်တန်ခါတော်ကိုကိုယ်ွယ်စိကပ်ပါတယ်ဆိုပြီးတော့မှတဏ္ဍကုံကိုကစောက်တီလိုက်တော့ဒါတဏ္ဍကုံတီးတဲ့ပုံကိုယ်တွေဖြစ်တယ်လို့အဲ့ဒီလိုမျိုးသတ်မှတ်ဒါပေမဲ့နတ်ဒီဘိုးတော်တွေကိုလည်းပဲကြော့ဓာတွေကိုယ်ွယ်စိကပ်တာတွေမဖြစ်ဘူးလားမရှိဘူးလားရှိတယ်ဒါဆိုရင်တချို့ပြောတယ်လေအဲ့တော့နတ်ဒီဘိုးတော်တွေကိုယ်ွယ်စိကပ်ရင်တဏ္ဍကုံပြတ်သွားတယ်ဆိုပြီးတော့မှဒါမျိုးလည်းပဲတချို့ကယူဆတာရှိနော်အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ကတတိထားမှာကဝန္ဒနာ၄မျိုးဆိုတာရှိတယ်နော်ပါဠိစာပေမှာရှ िख ိုးခြင်း၄မျိုးပေါ့ပါဠိလိုကတော့နံပါတ်1ကတော့ညာတိဝန္ဒနာအမျိုးဖြစ်လို့ရှ िख ိုးတာနော်အခုဒီမှာဘုန်းကြီးတို့တရင်ကျွတ်ပြီးဆိုရင်ကိုရွာမှာအမျိုးတော်တဲ့သူတွေအသက်အရွယ်ကြီးတဲ့သူတွေလိုက်မကြော်ဘူးလားကြော်တယ်နော်အသက်ကိုအမျိုးမတော်ပြီမဲ့လည်းပဲရက်ဆိုရမျိုးဆိုပြီးတော့မှအသက်ကြီးတဲ့သူတွေကိုလိုက်ကြော်တယ်အဲ့ဒီလိုမျိုးအမျိုးတော်တဲ့သူတွေကိုကြော်တယ်ကြော်ချင်းမျိုးလည်းပဲရှိတယ်ဒါကိုညာတိဝန္ဒနာဆိုပြီးတော့မှသုံးတယ်အဲ့ဒီလိုမျိုးအမျိုးတော်လို့ကိုယ့်ထက်အသက်ဂုဏ်ဝါတိတ်ခါတွေကြီးလို့ရက်ဆွေရမျိုးဖြစ်လို့ကြော့ရင်တဏ္ဍကုံမပြတ်ဘူးဒါလေးတစ်ချက်မှတ်မယ်နော်တဏ္ဍကုံမပြတ်ဘူးဘာဖြစ်လို့လဲအမျိုးဖြစ်လို့ကြော့တာသူ့ကိုကိုယ်ွယ်စိကတ်တဲ့စိတ်နဲ့ကြော့လာလားမဟုတ်ဘူးဘာစိတ်နဲ့ကြော့လာလဲအမျိုးဖြစ်လို့ကြော့တာအမျိုးတော်လို့ကြော့တာဟုတ်ပြီနော်နောက်ဒုတိယကြော့ခြင်းအမျိုးအစားကကြတော့ဘယဝန္ဒနာတဲ့ပါဠိလိုမြန်မာလိုကြတော့ပါလဲကြောက်လို့ကြော့တာလာပြီနော်ဘာဖြစ်လို့ကြော့တာလဲအဲ့တော့နတ်ဒီနော်ဒီမှာဆိုရင်တချို့ရှိတယ်နတ်ကင်မှာဆိုလို့မကြော့ဘူးလားကြော့တယ်နော်နတ်တွေကကိုယ်ဒုက္ခပေးမှာဆိုလို့ဆိုပြီးတော့မှကြောက်လို့ဘုန်းကြီးတို့တရားဓမ္မတွေမကြော့ဘူးလားကြော့တယ်နော်ဘယဝန္ဒနာသူ့ကိုကအမြင့်ဆုံးအမြတ်ဆုံးကိုယ်ွယ်စိကပ်ရတဲ့ပုဂ္ဂိုလ်လို့မတတ်မှတ်ဖဲနဲ့ကိုယ်ကိုဒုက္ခမပေးအောင်ကြောက်လို့ကြော့တဲ့ဘယဝန္ဒနာကတဏ္ဍကုံမပြတ်ဘူးဒါလည်းတစ်ချက်မှတ်မယ်နော်ဒါဆိုရင်နတ်တွေကိုကြော့တဲ့နေရာမှာနော်ကိုယ်ွယ်စိကပ်တယ်ဆိုတဲ့စိတ်မျိုးမဟုတ်ဘဲနဲ့ငါ့ကိုဒုက္ခမပေးပါနဲ့နော်ငါ့ကိုတတ်နိုင်သလောက်ကိုကြီးစောင့်ရှောက်ပါဆိုတဲ့စိတ်မျိုးနဲ့ဆိုရင်တော့ဘယဝန္ဒနာဖြစ်တဲ့အတွက်ဘုန်းကြီးတို့တဏ္ဍကုံပြက်လားမပြက်ဘူးနောက်နံပါတ်3ကကြတော့အာစရိယဝန္ဒနာနော်ဆရာဖြစ်လို့ကြောတာဒါတော့ဒီမှာထုံးကားတယ်နော်အာစရိယပူဇော်ဖို့တွေအများကြီးလုပ်တယ်လေဟုတ်တယ်မဟုတ်လားကိုစာသင်ပေးဘူးတယ်တခြားကိုယ့်ရဲ့ဘဝမှာသင်ပေးဘူးတဲ့သင်ယူခဲ့ရတဲ့ပုံကိုယ်တွေကိုဘုန်းကြီးတို့တရားဓမ္မတွေအာစရိယပူဇော်ပွဲဆိုပြီးတော့မှဆရာသမားအရာမှာထားပြီးတော့မှပူဇော်ကြောတာတွေမလုပ်ဘူးလားလုပ်တယ်အဲ့ဒီလိုမျိုးဆရာသမားဖြစ်လို့ဆရာမဖြစ်လို့ကြောရင်လည်းပဲတဏ္ဍကုံမပြတ်ဘူးနော်နောက်ဆုံးနံပါတ်4ကကြတော့ဒက္ခိနေယဝန္ဒနာလာပြီနော်ဒါကအရေးကြီးတယ်ဒက္ခိနေယဆိုတာကအမျက်ဆုံးဖြစ်လို့ဆိုတဲ့စိတ်မျိုးနဲ့ကြောတာပါဠိလိုဘယ်လိုခေါ်လဲဒက္ခိနေယဝန္ဒနာဒီပုဂ္ဂိုလ်ကနော်လောကမှာအမျက်ဆုံးပဲငါကိုယ်ွယ်စိကပ်ရမယ်ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့ဒီလိုမျိုးကြောရင်နတ်တွေကိုသွားကြောမယ်ဘိုးတော်တွေမဲတော်တွေကြောရင်တော့အဲ့ဒါဘာဖြစ်သွားပြီလဲတဏ္ဍကုံပြတ်တယ်နော်မြတ်စွာဘုရားကိုဗုဒ္ဓံတရဏံကိစ္ဆာမိဆိုဘုန်းကြီးခုနကပြောခဲ့တယ်လို့လေဒါမြတ်စွာဘုရားကိုကိုးကွယ်စိကပ်တယ်တရားတော်ကိုကိုးကွယ်စိကပ်တယ်တန်ဃာတော်ကိုကိုးကွယ်စိကပ်တယ်ဆိုတာကကိုယ့်ရဲ့စိတ်ထဲမှာဒီယတနာ၃ပါးဟာ
လောကမှာအမျက်ဆုံးပဲနော်ယရနာ၃ပါးထဲမြတ်တာမရှိဘူးဒါကြောင့်မလို့ဒီယရနာ၃ပါးကိုငါဘဝမှာကိုးကွယ်တယ်ယုံကြည်တယ်စိတ်ကပ်တယ်ဆိုတဲ့စိတ်နဲ့မလုပ်တာလေတဏ္ဍာကုံစောက်တည်တာဗုဒ္ဓံတဏ္ဍာကိစ္ဆာမိဆိုတယ်ဓမ္မံတဏ္ဍာကိစ္ဆာမိဆိုတယ်တန်ခါတဏ္ဍာကိစ္ဆာမိဆိုတာနော်အဲ့ဒါမျိုးစိတ်မျိုးကိုတွားပြီးတော့မှဒီနတ်တွေကငါဘဝမှာအမျက်ဆုံးငါကိုးကွယ်စိတ်ကပ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီဘိုးတော်တွေမေတော်တွေကလည်းငါဘဝမှာအမျက်ဆုံးငါကိုးကွယ်စိတ်ကပ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့လိုဓက္ခိနေယဝန္ဒနာအနေနဲ့တွားပြီးတော့မှကိုးကွယ်စိတ်ကပ်ကြော့ရင်ဘာဖြစ်လဲတဏ္ဍာကုံပြတ်တယ်နော်ဒါလေးမှတ်ရဒါဆိုရင်ဘုန်းကြီးတို့တဏ္ဍာကုံရဲ့အကျိုးတရားလေးတွေအထိုက်လျောက်သိမသွားဘူးလားသိသွားတယ်တဏ္ဍာကုံအကျိုး၈မျိုးလည်းပဲသိသွားပြီတဏ္ဍာကုံခံဝန်စောက်တည်တဲ့အတွက်ယဟန္တာဖြစ်တာနော်အယတမဖြစ်ပေမဲ့ဘယ်ရောက်သွားလဲတာဝရင်သာရောက်သွားတာတန်ဃာတဲ့ဖြစ်ပေမဲ့ဘယ်ရောက်သွားလဲစတုမာတဲ့နတ်ပြည်ရောက်သွားတာသိသွားပြီဆိုတော့တဏ္ဍာကုံဘုန်းကြီးတို့တရားမာတွေနေ့စဉ်နေ့တိုင်းအတဏကံကုအစိဏကံကုသိုလ်အနေနဲ့နော်အစိဏကံဒါအမြဲတမ်းကိုယ့်ရဲ့တဏ္ဍာမှာတဏ္ဍာကုံတည်အောင်နေ့စဉ်နေ့တိုင်းဒီအစိဏကံတရားဝဲကနေပြီးတော့မှအစိဏကံကုသိုလ်ဖြစ်အောင်တဏ္ဍာကုံတည်အောင်နော်တည်တဲ့အထိဘုန်းကြီးတို့တရားမတွေဒီတဏ္ဍာကုံ၃ပါးကိုခံယူစောင့်တည်တင်တယ်ဟုတ်ပြီလားအဲ့တော့နောက်ဆုံးအနေနဲ့နော်ရှေးဆရာတော်ကြီးတွေဒီတဏ္ဍာကုံ၃ပါးကိုပရိစိတ်တာလေနော်ဘုန်းကြီးတို့တရားမတွေကပရိစိတ်တာဝါသနာပါတာဆိုတော့ပရိစိတ်တဲ့နီးစနစ်လေးရှိတယ်ဘလို့ဆရာတော်ကြီးတွေကတဏ္ဍာကုံပရိစိတ်လဲဆိုတော့အများစုဘုန်းကြီးတို့ပရိယဘယ်နှလုံးရှိလဲတရားနဲ့၈လုံးเนาะအဲ့တော့ကုသိုလ်လဲရအောင်တဏ္ဍာကုံနဲ့တည်အောင်စိတ်လဲငြိမ်အောင်ဆိုပြီးတော့မှတဏ္ဍာကုံပရိစိတ်ကြတယ်ဆရာတော်ကြီးတွေကဗုဒ္ဓံတဏ္ဍာကိစ္ဆာမိတစ်လုံးဓမ္မံတဏ္ဍာကိစ္ဆာမိတစ်လုံးတန်ခါတဏ္ဍာကိစ္ဆာမိတစ်လုံးဒုတိယအကြိမ်ကျတော့ဗုဒ္ဓံတဏ္ဍာကိစ္ဆာမိဗုဒ္ဓံတဏ္ဍာကိစ္ဆာမိအဲ့လိုမျိုးနှစ်ကြိမ်နှလုံးသွားတယ်ဓမ္မံတဏ္ဍာကိစ္ဆာမိနှစ်ကြိမ်နှလုံးတန်ခါတဏ္ဍာကိစ္ဆာမိနှစ်ကြိမ်နှလုံးနောက်၃ကြိမ်မြောက်၃ကြိမ်မြောက်ရောက်တဲ့အခါကျရင်ဗုဒ္ဓံတဏ္ဍာကိစ္ဆာမိ၃ကြိမ်၃လုံးဓမ္မံတဏ္ဍာကိစ္ဆာမိ၃ကြိမ်၃လုံးတန်ခါတဏ္ဍာကိစ္ဆာမိ၃ကြိမ်၃လုံးဘယ်ထိသွားလဲဆိုတော့ဘုန်းကြီးတို့၈ကြိမ်ထိသွားတယ်နော်၈ကြိမ်မှာနောက်ဆုံးကြတော့တန်ခါတဏ္ဍာကိစ္ဆာမိကမနေ့ကြိမ်ဆိုရမှာလဲ၈ကြိမ်ဆိုရမယ်အဲ့တော့ပတိကလည်းပဲဘယ်နှလုံးချရတော့မှာလဲ၈လုံးချပြီးတော့မှအဲ့ဒီ၈ကြိမ်မြောက်ရဲ့နောက်ဆုံးဗုဒ္ဓတန်ခါတဏ္ဍာကိစ္ဆာမိရဲ့နော်၈လုံးမြောက်ပြီးတာနဲ့အဲ့ဒီတရား၈လုံးကပြည့်ရမှာနော်အဲ့ဒါဆိုရင်တော့သူကမှန်တယ်အဲ့ဒါမမှန်ဘူးနော်၈ကြိမ်မြောက်တဲ့အခါကိုကတော့တန်ခါတဏ္ဍာကိစ္ဆာမိကကိုယ်စိတ်ထဲမှာတော့၈ကြိမ်ကကုန်တော့ပတိကမကုန်သေးဘူးနော်ဒါမှမဟုတ်ပတိကကြော်သွားပြီ၈ကြိမ်တော့မရောက်သေးပတိကကုန်သွားပြီဆိုရင်တော့အဲ့ဒါကိုမှားခဲ့လို့ဟုတ်ပြီလားခက်လားစမ်းစိတ်ကြည့်နော်ကိုလည်းတမာတိလဲရတယ်တဏ္ဍာကုံနဲ့အစိဏကံကုသိုလ်အနေနဲ့မဖြစ်ဘူးလားဖြစ်တယ်ဘလို့စိတ်မလဲပထမတစ်ကြိမ်မှာဗုဒ္ဓံကိစ္ဆာမိဓမ္မံတဏ္ဍာကိစ္ဆာမိတန်ခါကိစ္ဆာမိဒုတိယကြိမ်ဆိုရင်နှစ်ခေါက်စီနှလုံးစီတတိယဘယ်ထိသွားမလဲ၈ကြိမ်ထိသွားမယ်နော်ဒါဆိုရင်တရား၈လုံးနော်ပြည့်တဲ့ပတိမှာဆိုရင်တော့အဲ့ဒါတန်ခါတဏ္ဍာကိစ္ဆာမိ၈ကြိမ်၈ခေါက်မှာဆုံးကိုပတိတဲ့ကိုပြန်စစ်ကြည့်အောင်နော်တချို့ပတိတွေကတရား၈လုံးမပြည့်တော့ကိုယ့်ကိုဒုက္ခရောက်နေနော်ပတိကိုအရင်စစ်ကြည့်တရား၈လုံးပြည့်လားမပြည့်ရင်အဲ့ဒါပတ်ချလဲနေမှာနော်အဲ့ဒီလိုပုံစံမျိုးနဲ့ပရိစိတ်ပေါ့မကောင်းလားအကျိုးဘယ်နှမျိုးရမှာလဲဘာတွေလဲအကျိုးဘယ်နှမျိုးရမှာလဲ၈မျိုးနံပါတ်၁အပူဇော်ခံရမယ်ဉာဏ်ထက်မြက်မယ်ပြီးတော့နတ်တွေစောင့်ရှောက်မယ်စီစဉ်ဥစ္စာတွေပေါ်များမယ်ရုပ်ရည်ရူပကာယလှပတင့်တယ်မယ်လူတိုင်းချစ်မယ်မိတ်မပြတ်ဘူးเนาะထင်ရှားကြော်စောခြင်းဆိုတဲ့အကျိုးတရားတွေရမယ်ဒါကြောင့်မလို့ဘုန်းကြီးတို့တရားဓမ္မတွေအနေနဲ့เนาะအခုအစိဏကံတရားပွဲမှာ
မိမိတို့ရဲ့တန်တမ်းမှာအာစနကံကုသိုလ်ကြိုးစားအထောက်ခြင်းအပြင်တဏ္ဍနဂုံ၃ပါးတည်ရှိအောင်မိမိတို့ဘဝတတ္တကာလပတ်လုံးကြိုးစားအထောက်နိုင်ပြီးတဏ္ဍနဂုံအကျိုးတရား၈မျိုးကိုဘဝတိုင်းခံစားရပြီးနောက်ဆုံးမှာဒုက္ခခတ်သိမ်းကကင်းငြိမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်နိုင်ကြပါစေကုန်သတည်း